ရုပ်အိုးပေမဲ့စိတ်မအိုးအောင်တော့ကြိုးစားရမယ်ဘာမအိုးအောင်ရုပ်ကလေးကတော့အိုနေမှာပဲစိတ်ကလေးအိုမသွားဖို့ကြိုးစားရမယ်ရုပ်နာပေမဲ့စိတ်မနာအောင်ကြိုးစားရတယ်ဟောဒီခန္ဓာကိုယ်ကြီးဆိုတာတနေ့တနေ့အိုးပြီးတော့လာတဲ့အိုးလာရင်ပြိဿဘာမှမကောင်းတော့ဘူးကောင်းလားအိုးလိုပြိဿရေကောင်းတယ်ဆိုတာမရှိဘူးအေးသီလရှိတော့အိုရင်ကောင်းတာပေါ့ကုသိုလ်ရှိတော့အိုရင်ကောင်းတယ်ကျန်တဲ့အချိန်ကအိုးလာရင်ဘလောက်ထိမကောင်းတော့ဆိုထိုင်ရန်ကထတာတော့မကောင်းတော့ကောင်းသေးလားဘုန်းကြီးခဏခဏပြောဘူးတရားထဲမှာအိုးလာရင်ထိုင်ရန်ကထတာတော့မတူတော့ဘူးလို့ငယ်တဲ့လူတွေနဲ့ဟောဒီအိုးလာတဲ့သူတွေဟိုမှာအသက်အရွယ်ငယ်တဲ့ကလေးတွေကထိုင်ရန်ကထတရားဝဲပြီးပြန်သွားရင်အားရှိနေတော့လွှားကနေခေါင်းလေးကစထတယ်တဲ့အိုးတဲ့သူတွေကြတော့အိုးလာတော့ခေါင်းနဲ့မထနိုင်တော့ထိုင်ရန်ကထရင်ခေါင်းလေးငုံလက်ကလေးထောက်ပြီးတော့ဘာကအရင်ထဖင်လို့မပြောရဘူးတင်မကလို့ပြောရတယ်အိုးလာရင်ခေါင်းကအလိုလိုငိုက်သွားလားမငိုက်သွားဘူးလားခေါင်းလေးကငုံပြီးတော့ပြိဿအဲ့ဒါကုန်းပြီးတော့တက်လာတာခေါင်းတက်မလာတော့ဘုန်းကြီးထားပြီခေါင်းရအလိုလိုငေါပြီးတင်မကအရင်တက်ထိုင်ရန်ကထားတာတော့ကောင်းသေးလားအိုးချင်းရဲ့သဘောပဲတချို့ကြတော့လဲအိုးတော့မအိုးသေးဘူးငယ်ငယ်ပဲထိုင်မဲ့အသကုံစားပြီးတော့အသကုံဝါတဲ့သူတွေမရှိဘူးလားကိုဗစ်နာမှာတရားနာတဲ့ပရိသတ်တွေဝါတဲ့သူရှိရင်လေတရားပွဲပြီးရင်တတိလေးထားကြည့်ဘလို့ထားလဲတို့တကဥတည်မျိုးကျော်အရင်ထားခက်ဝါလာတဲ့အခါကျထိုင်ရကထိုင်ရင်ဝါတဲ့သူတွေလည်းခေါင်းနဲ့ထားလို့မရတော့ဘူးရသေးလားများဝါလေတွေလူဝါကြီးတွေထတာကြည်စံတစ်ချက်အိုးဟိုမှာစုမိုကစားတဲ့ဂျပန်လူဝါကြီးတွေထိုင်ရကထိုင်ရင်လူကြီးကလေကုန်းပြီးတော့တက်လာတာခေါင်းတက်လာတာတင်မတက်လာခေါင်းရအောက်ကိုငုံပြီးတော့အဲခေါင်းနဲ့မထားနဲ့တော့ဝရင်လည်းမကောင်းဘူးဝါရင်လည်းမကောင်းဘူးနော်ဝါလို့ကောင်းတာကတော့ဝက်တွေပဲရှိတယ်အသားတူရောင်းစားလူတွေကတော့အစင်မပြေဘူးနော်ဝါလာရင်ယောဂကထူလာတော့တာအစာအသောက်တွေကအဓိကပဲအစာအသောက်ဆိုတာပြိဿရဲ့ကြိုက်တာကိုမစားရဘူးတဲ့တာကိုစားရတယ်ဘာလို့စားလဲအဲ့မဲ့လူတွေကတဲ့တာစားတာများလားကြိုက်တာစားတာကြိုက်တာစားတော့ယောဂထူပြီပေါ့ကြိုက်တာလည်းဗမာအကြိုက်ကလေငံပိချိုပိဆိုတဲ့အရာတွေမှကြိုက်တယ်စီနန်းချင်းမှစီစားတာကိုဂုံယူတာတို့လူမျိုးတွေကနိုင်ငံသားမှာစီမစားတော့ကိုရီးယားရေနဲ့ချက်ဒါပေမဲ့အရသာရှိအောင်ချက်အစုံမမသုံးတော့စားတွေမသုံးတော့ကိုရီးယားလူမျိုးတွေ80ကျော်တောင်တက်နေတော့တို့လူမျိုးတွေက60လောက်ဆိုရင်ကုန်းကွာတွေဖြစ်လာလားမဖြစ်လားကိုယ်လည်းဒီလမ်းသွားမှာနော်ဇရာယာအိုခြင်းတရားကပရိဝါရိတော့အမြဲမပြတ်ချမ်းရနေတာဆိုတော့ပရိသတ်ရဲ့အိုရာကတော့အိုမှာပဲရုပ်ရနေလို့ဒုက္ခဆိုတာတွေ့နေမှာဆိုတော့အိုတဲ့သဘောမှာလိုက်ပြီးတော့ခံစားနေဖို့မရှိဘူးယခုပင်လင်မအိုခင်ကကြိုတင်ကောင်းမှုကြိုးစားပြုဖို့လိုလားမလိုဘူးလား